Reason 2 Chelsea 4 Chelsea 4 Reason 2ဒီရလက်ဟာအားရစရာတဝက်အားမလို့အားမရဖြစ်စရာတဝက်နဲ့ရလက်ပဲဖြစ်ပါတယ်။တော် Chelsea တဲ့နောက်တန်းကရိုးပေါက်ကြီးဖြစ်နေတာကအထူးတလဲပြောနေကြတော့မလို့ပါဘူး။အိမ်သာကောင်းကောင်းလှုပ်လာတဲ့ဘယ်အသင်းမဆိုကျွန်တော် Chelsea အသင်းကိုရင်ဆိုင်နိုင်ပါတယ်။ Reason တင်ကလည်းဒီလိုပဲအိမ်သာကိုကောင်းကောင်းလှုပ်လာခဲ့ပါတယ်။ဒီတော့ဒီအကြောင်းနဲ့ပတ်သက်ပြီးထူးတလဲပြောမနေတော့ပါဘူး။ကျွန်တော်နောက်တန်းကလိုအပ်ချက်တွေဘယ်လိုပွားနေပါဒီပွဲပြီးမှ Reason ရဲ့ပိုင်ရှင် Ryan Reynolds ဟာပွဲပြီးမှသူတို့အသင်းရဲ့ကြိုးစားအထောက်မှုကိုအရန်ကုန်ကြောင်း X Twitter မှာပါအခုလိုရေးသားခဲ့ပါတယ်။လွန်ခဲ့တဲ့3နှစ်ကဒီလိုအချိန်မှာကျွန်တော်တို့ Maidenhead United အသင်းနဲ့တေချဖို့ရုန်းကန်နေခဲ့ရပါဒီနေ့မှာတော့ကျွန်တော်တို့ Chelsea လိုအသင်းကြီးကိုအချိန်ပိုရောက်တဲ့အထိဖိအားပေးနိုင်ခဲ့ပြီဒီနေ့ Reason ရဲ့ဆွမ်းဆောင်ရည်အတွက်အရန်ကိုဂုဏ်ယူပါတယ်။ပွဲထဲမှာဖြစ်ပျက်ခဲ့တဲ့ဒီကချက်တွေကိုကြည့်မယ်ဆိုတော့ပွဲက Fairy Tale ပုံမြင်ဆန်ဆန်ဖြစ်ကန်ဒီအခြေအနေထိရောက်ခဲ့တာပါ။ဥဆောင်မှုကို Reason က Sam Smith ရဲ့ဂိုးနဲ့အစောကြီးဥဆောင်နိုင်ခဲ့ပါတယ်။အပြောင်းအလဲအနေနဲ့ Chelsea ကပြန်လိုက်နိုင်ခဲ့ပေမဲ့89မိနစ်မှာတော့ Reason အသင်းရဲ့ဂိုးကြောင့် Reason က 2-1 နဲ့ထပ်မံဥဆောင်နိုင်ခဲ့လို့သူတို့အသင်းကိုနိုင်သွားပြီလို့တောင်ထင်ခဲ့ကြတာပါ။ဒါပေမဲ့ Chelsea ကချက်ချင်းပြန်ချေပပြီးတော့အချိန်ပုံမှာ Reason ကစားသမားတယောက်ထုတ်ခံလိုက်ရပါတယ်။ဒါကြောင့်မလူရမ်းမမျှပဲနဲ့ဂိုးတွေထပ်ပေးလိုက်ရတာရှုံးနေခဲ့ရပါတယ်ကျွန်တော် Chelsea အသင်းက Reason အသင်းကိုအသေးခွဲနိုင်ခဲ့ပါတယ်ဒီဘက်မှာ VAR drama တစ်ပုဒ်လည်းရှိခဲ့ပါတယ် Reason ဘက်ကချေပကိုတခုပြန်သွင်းနိုင်ခဲ့ပေမဲ့ VAR ကလူကြုံဘောဖြစ်သတ်မှတ်ခဲ့လို့ပယ်ချခံခဲ့ရပါတယ်အနည်းချုပ်ရတော့ Reason က FA Cup ကနေထွက်ခါခဲ့ရပေမဲ့ Championship အဆင့်ကနေ Premier League အသင်းကြီး Chelsea ကိုအကျိတ်နဲ့ရှင်ပြိုင်ကစားနိုင်ခဲ့ပါတယ်အဲ့ဒီအတွက် Ryan Reynolds ကပရိသတ်တွေကပါအသင်းရဲ့တိုးတက်မှုကိုအားရကျေနပ်နေကြတာကိုတွေ့ရပါတယ် Ryan Reynolds နဲ့အတူသူ့ရဲ့တငယ်ချင်း X-Men မင်းသား Hugh Jackman ကလည်းပွဲကြည့်တဲ့ပုံမှာအတူရှိနေခဲ့ပြီးတော့အသင်းကိုအားပေးခဲ့ပါတယ်။ brother တို့ဒီပွဲပေါ်မှာဘယ်လိုမြင်နေရှိကြလဲ comment မှာတစ်ချက်မှန်သွားပေးလို့ရပါတယ်။စိတ်ပါဝင်စားလို့ဘောလုံးပွဲကိုကောင်းပေါက်စော်ကစားခြင်းနဲ့ဆိုတော့ Viber Telegram ဖုန်းနံပါတ်3996898885ကိုသာဆက်သွယ်ဆောင်သားလိုက်ပါလို့ပဲပြောချင်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။